အဲ့တော့ဒီနေ့ပြုနေများကုသိုလ်ကောင်းမှုအဆုစုတွေကိုရေစက်သွန်ချအများမပေးဝေသေးခင်အတုမောဒနာတရားလေးအလေးငယ်ပြီးနာကြားကြရအောင်ပေါ့နော်အတုမောဒနာတရားဆိုတာကဝါမျက်ဝန္တာဖြစ်ဖို့ကိုပြုထားတဲ့ကုသိုလ်ကောင်းမှုတို့ရဲ့အပေါ်မှာမပြုလို့ဒီမှာလဲဝါမျက်ဝန္တာဖြစ်ဖို့ပြုလို့နေတော့အခိုက်အတန့်မှာရောပြုလို့ပြီးတဲ့အခါကာလမှာရောကိုပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကိုအာရုံပြုပြီးတော့ဝါမျက်ဝန္တာဖြစ်ဖို့ဆိုပြီးတော့အတုမောဒနာတရားဆိုတာနာကြားကြရတယ်ဒီနေ့ဦးဇင်းတို့တရားဓမ္မအပေါင်းတို့တော်ဟောဒီကအန္တရာယ်ခင်းခြင်းကိုအကြောင်းပြုပြီးတော့ဘုရားမရှိတဲ့တန်ခါတော်ရှိသမျှတွေကိုပြည့်ပြီးဆွမ်းစားတဲ့ဒါနကောင်းမှုတွေကိုပြုလို့ဆောက်တည်ပွားများအားထုတ်ကြတယ်။အဲဒီလိုပြုလို့ဆောက်တည်ပွားများအားထုတ်တဲ့အခါမှာဒီနေ့ဒီဦးဇင်းတို့တရားဓမ္မဒီအတွက်မင်္ဂလာရှိတဲ့နေ့ကျက်တည်ရှိတဲ့နေ့လို့ဆိုရမှာဖြစ်ပါတယ်။ဘာလို့မင်္ဂလာရှိတဲ့နေ့ကျက်တည်ရှိတဲ့နေ့လို့ဆိုရတာလို့ဆိုတော့လောကမှာလူတိုင်းကတော့နေ့တနေ့တာကိုကြော်လို့ဖြတ်တန်းသွားကြရတယ်။အဲ့ဒီနေ့တနေ့တာကိုကြော်လို့ဖြတ်တန်းတဲ့အခါမှာယနေ့လိုမင်္ဂလာရှိဖို့ကျင့်တည်ရှိဖို့အတွက်ဆိုရင်အကြောင်းတရား၄ပါးနဲ့ပြည့်စုံဖို့လိုအပ်တယ်။ကိုယ်တို့ပညာကိုကြမှာနဲ့ဥစ္စာတန်ဖို့တစ်မျိုးမျိုးမှအကျိုးမထွက်ထူလေးတွေတက်တဲ့ဝန်တွေတွေနံပါတ်1ကုသိုလ်ရာ၌ဖြစ်စေနံပါတ်2ပညာရာ၌ဖြစ်စေနံပါတ်3ပညာရာ၌ဖြစ်နံပါတ်3စီဝါရာ၌ဖြစ်စေနံပါတ်4ကျမ်းမာရာ၌ဖြစ်စေဒီအကြောင်း၄ပါးတဲ့ကတဘာဝနည်းတော်တော်ကောင်းဓမ္မမဟုတ်အကြောင်း၄ပါးစလုံးနည်းတော်တော်ကောင်းပြည့်စုံရင်အဲ့ဒီနေ့ဒီမင်္ဂလာရှိတဲ့နေ့ကျင့်တည်ရှိတဲ့နေ့လို့ဆိုရတာဖြစ်တယ်ဒီနေ့ဆိုရင်ဦးဇင်းတို့ကဓမ္မအပေါင်းသူတော်ကောင်းတွေကဘုရားကိုရှိတဲ့တန်ခါတော်ရှင်မြတ်တွေကိုပြည့်ပြီးတော့အတေကင်းပရိတရားတော်တွေကိုနာယူကြတယ်ပြီးဒါနကောင်းမှုသီလကောင်းမှုဘဝနာကောင်းမှုတွေကိုလည်းပြုလို့ဆောက်တည်ပွားများအားထုတ်ကြတယ်ဆိုတော့ဦးဇင်းတို့ရဲ့တရားဓမ္မတွေရဲ့တဏ္ဍာမှာကုသိုလ်တရားတွေလည်းမပြည့်စုံဘူးလားဗျာပြည့်စုံတယ်ဒါကြောင့်ကုသိုလ်တရားတွေလည်းပြည့်စုံလို့ဒီနေ့ဒီမင်္ဂလာရှိတယ်ကျင့်တည်ရှိတယ်လို့ဆိုရတာဖြစ်တယ်။ဘာဖြစ်လို့ကုသိုလ်တရားနဲ့ပြည့်စုံရင်ကျင့်တည်ရှိတယ်မင်္ဂလာရှိတယ်လို့ဆိုရတာတော့ဆိုတော့ကုသိုလ်ဆိုတာကကုသလအနာဝိစအပြစ်မရှိဘူး။မပြုလို့ခင်မှာလည်းအပြစ်မရှိဘူး။ပြုလို့ပြီးတဲ့အခါကာလမှာလည်းအပြစ်မရှိဘူး။ပြုလို့နေတော့တဲ့အခါကာလမှာလည်းအပြစ်မရှိဘူး။အပြစ်မရှိအောင်တမကဘူး။အကျိုးပေးတဲ့အခါမှာလည်းဒုက္ခဝိပါကလက္ခဏာကောင်းတဲ့အကျိုးချမ်းသာတဲ့အကျိုးတွေပေးတာ။ဒါကြောင့်ကုသိုလ်တရားနဲ့ပြည့်စုံမင်္ဂလာရှိတယ်ကျင့်တည်ရှိတယ်လို့ဆိုရမှာဖြစ်တယ်။ပြီးတော့နေဥကာလခါတရမှာအန္တရာယ်ကင်းပရိတရားတော်တွေကိုနိုင်ကြတယ်ဆိုတော့ကုသိုလ်ကောင်းမှုပြုလုပ်တဲ့အခါဦးစင်းအနေအချင်းလည်းနေဥကာလဓမ္မလက်ဆောင်အနေအချင်းတရားစကား၄ခုနေပြီးခဲ့ပဲတရားစကားပဲတစ်ခု၄ခုဒီတရားစကား၄ခုကိုဘသူကိုပေးခဲ့တာလဲဆိုတော့အရင်တုန်းကနတ်သားတစ်ပါးကညတကောရအချိန်မှာမြတ်စွာဘုရားထံလာပြီးတော့သူသိကျင်တာမေးတာမေးတဲ့အခါမှာဘေကွန်၄ခုအဲ့ဒါနံပါတ်1ကဘာလဲဆိုတော့အရှင်ဘုရားတဲ့ဘုရားတပည့်တော်တို့ဝေးပွားတဲ့အချိန်ကနေစတင်ပြီးတော့အိုတိတိုင်အောင်အလုံးကောင်းတဲ့တရားဆိုတာဘာတရားပါလဲဆိုပြီးသူတို့မေးတာအဲ့လိုမေးတဲ့အခါမှာဦးဇင်းတို့တရားဓမ္မဆိုရင်အိုတိတိုင်အောင်ကောင်းတဲ့တရားဆိုရင်ဘာတရားလို့ဖြေမှာတော့ဗျာတိနာဆိုတဲ့ကိုကျင့်တရားဟုတ်တယ်မလားဗျာခုနကတော့ဦးဇင်းတို့တရားဓမ္မတွေစောင့်တည်သွားတဲ့၅ပါးသီလတွေ၈ပါးသီလတွေ၁၀ပါးသီလတွေအဲ့ဒီသီလတရားတွေကိုဒီနေ့တရက်တည်းမဟုတ်ပဲနဲ့နေ့စဉ်နဲ့ဗျာနေ့စဉ်နေ့တိုင်းကိုယ့်ရဲ့တဏ္ဍာမှာလုံခြုံအောင်စောင့်ထိန်မယ်ကျင့်သုံးမယ်ဆိုရင်အဲ့ဒီတရားတွေပိုတိတိုင်အောင်မကောင်းဘူးလားဗျာကောင်းတယ်ဒါကြောင့်ဘုန်းကြီးကျောင်းပဲသွားဘုန်းကြီးကျောင်းမှာသွားပြီးပဲနဲ့အိမ်မှာပဲနေအဓိကဒီကိုချင်းသီလကောင်းဖို့လုပ်တယ်အနေဆုံးပဲသီလစောင့်ထင်ရမှာလို့ဆိုအနေဆုံး၅ပါးသီလအဲ့ဒီတဲ့ဆွမ်းနိုင်ရင်၈ပါးသီလ၁၀ပါးသီလနောက်ပြီးတော့ကျန်တဲ့သီလတွေအကုန်လုံးစောင့်ထင်အဲ့တော့ရှင်များသီလစောင့်တဲ့အခါဘာအကျိုးရတော့ဆိုရင်
ဘဝကောင်းကိုရစေတယ်တနည်းအားဖြင့်နေရာကောင်းကိုရစေတယ်ဘာကိုရစေတာလို့များနေရာကောင်းရဲ့ဘဝကောင်းရဲ့ရစေတယ်ဘာလို့တော့ဆိုတော့လောကမှာလူတိုင်းကအောင်မြင်တိုးတက်ခြင်းနဲ့လူတစ်ယောက်မှာကြီးပွားခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်နံပါတ်1အရေးကြီးဆုံးကနေရာပဲအဲကြောင့်အရေးကြီးဆုံးနေရာမှာမြတ်စွာဘုရားကမင်္ဂလာတုံးမှာဦးဇင်းတို့တရားဓမ္မတွေရပြီးသားပါပတိလူပါသေတဝါသောသပုပ္ပေသကတပုညနာအတ္တနာမပတိတိသဧတမင်္ဂလာမုဒ္ဓမံဆိုပြီးတော့မင်္ဂလာတုံးမှာနံပါတ်1ဖြစ်တဲ့အစအဆုံးခေါ်တဲ့တရားစီပတိလူပါသေတဝါသောသနေရာကောင်းရှိဖို့လိုတယ်ပါရှိဖို့လိုတယ်အဲ့တော့နေရာကောင်းရှိမယ်ဆိုရင်ဘာလို့အခုလိုကုသိုလ်ပြုလုပ်ခြင်းလေချမ်းသာတာမလုပ်ရဘူးလားဗျာချမ်းသာတာလုပ်ရတယ်အရှင်မြတ်နေရာကောင်းမရဘူးဆိုပြီးတော့အကဲဦးဇင်းတို့တရားဓမ္မတွေအခုချိန်မှာစစ်ဖြစ်တဲ့နေရာတို့မငြင်းချမ်းတဲ့နေရာတို့တွားပြီးတော့လူဖြစ်မယ်ဓမ္မဘုံအပယ်လေးပုံမှာတွားပြီးတော့အပယ်ဘုံသားတွေတွားဖြစ်မယ်ဆိုရင်ဒီလိုမျိုးကုသိုလ်ပြုလို့ရပါလားဗျာမရဘူးဒါကြောင့်နေရာကောင်းရှိဖို့လိုတယ်အဲ့ဒီနေရာကောင်းရဖို့အတွက်ကလည်းထိုင်ပြီးဆုတောင်းရမှာလားမဟုတ်ဘူးဘာလို့ရမှာတော့ကိုချင်းတီလားပြည့်စုံအောင်ကျင့်သုံးရမယ်ဟုတ်ကလားဗျာဒါကြောင့်နံပါတ်1ပါပြည့်စုံရမယ်ကိုချင်းတီလားပြည့်စုံရမယ်တဲ့ပြီးနံပါတ်2နတ္တကထပ်မြေးတယ်အရှင်ဘုရားလူတိုင်းရဲ့တဏ္ဍာမှာဘလို့တရားကတည်ရှိအကောင်းဆုံးဖြစ်ပါတယ်လူတိုင်းမှာသူ့ရဲ့တရားတွေမရှိဘူးလားကိုယုံကြည်ရမရှိဘူးလားဗျာရှိတယ်ချို့ဆိုရင်လူတိုင်းရဲ့တဏ္ဍာမှာအကောင်းဆုံးတရားရှိရင်ဘာတရားချို့ဆိုဒါနလို့ယူမယ်သီလလို့ယူမယ်တချို့ဆိုရင်ပဋ္ဌာန်းယူမယ်ဟောဒါပေမဲ့မြတ်စွာဘုရားကမဟုတ်ဘူးလူတိုင်းရဲ့တဏ္ဍာမှာအကောင်းဆုံးရှိတဲ့တရားကတော့ယုံကြည်မှုဆိုတဲ့တရားဘာတရားလုံးများယုံကြည်မှုဆိုတဲ့တရားဘာလို့ရှိသင့်တာလို့ဆိုရင်ကုသိုလ်ပဲလုပ်ပညာပဲသင်စီဝါရေးပဲလုပ်ယုံကြည်မှုရှိမှအောင်မြင်တာယုံကြည်မှုမရှိဘဲနဲ့အောင်မြင်သလားဗျာအောင်မြင်ဘူးအဲ့တော့တရားကအင်မတန်တက်ရေးကြီးတယ်ယုံကြည်မှုဆိုတဲ့တရားဒီနေ့ဦးဇင်းတို့တရားဓမ္မအပေါင်းတော်ကောင်းတယ်ဆိုရင်လည်းဦးဇင်းတို့တရားဓမ္မအပေါင်းတို့ရဲ့ခန္ဓာမှာယုံကြည်မှုတရားရှိလို့ယနေ့လိုကုသိုလ်ပြုဖြစ်တာပေါ့အကယ်လို့ဖရာကိုလည်းမယုံကြည်ဘူးတရားကိုလည်းမယုံကြည်ဘူးတန်ခါကိုလည်းမယုံကြည်ဘူးကုသိုလ်လုပ်ရင်ကုသိုလ်ရမယ်အကုသိုလ်လုပ်ရင်အကုသိုလ်ရမယ်ဆိုတဲ့ကံရဲ့အကျိုးကိုမယုံကြည်ဘူးဆိုရင်ဒီနေ့လိုမျိုးကုသိုလ်ပြုဖြစ်ပါမလားမပြုဖြစ်ဘူးဒါကြောင့်အရေးကြီးတာကသရတရားဒါကြောင့်မြတ်စွာဘုရားကပဋ္ဌာန်းပါဠိတော်မှာတတ္တံဥပနိဒါယဒါနံတေတိတိလံတမာတိယတိဆိုပြီးတော့မြတ်စွာဘုရားကဒီလိုဟောထားတာယုံကြည်မှုတရားရှိရင်အဲ့ဒီပုဂ္ဂိုလ်ဒီဒါနနဲ့လုပ်ခြင်းသိရှိတယ်တိလနဲ့စောင့်ကြည့်ခြင်းနဲ့စိတ်ရှိတယ်ဘဝနာတရားနဲ့ပွားများအားထုတ်ခြင်းနဲ့စိတ်ရှိတယ်ယုံကြည်မှုဆိုတဲ့တရားမရှိရင်လုပ်ဖြစ်သလားဗျာမလုပ်ဖြစ်ဘူးယုံကြည်မှုဆိုတဲ့တရားမရှိဘူးဆိုဒါနမပြောနဲ့ကိုယ့်အဖေအမေတော်မှာယူသေးလို့တဲ့စိတ်ရှိသလားမရှိဘူးဒါကြောင့်တရားရေးရှိတယ်တဲ့ယုံကြည်မှုဆိုတဲ့တရားရှိဖို့လိုတယ်ရှိဖို့အတွက်ကလည်းရှင်များဘာလို့ရမှာတော့ယောနိသောမနတိကာရဆိုတဲ့အကောင်းမြင်စိတ်ရှိဖို့လိုတယ်ဘာမြင်စိတ်အကောင်းမြင်တဲ့စိတ်လောကမှာဦးဇင်းတို့တွေဆိုးတာနဲ့ကောင်းတာနဲ့ဒုံမတွဲဘူးလားဒုံတွဲတယ်ဒါတဘာဝပဲလူရဲ့လို့ဖြစ်လာပဲဆိုရင်ကောင်းတာလည်းတွေ့ရမယ်ဆိုးတာလည်းတွေ့ရမယ်အာယုံအမျိုးမျိုးတွေ့ရမယ်ရူပါယုံမျက်စိနဲ့ကြည့်တဲ့အရာမှလည်းများကောင်းတာလည်းတွေ့မယ်ဆိုးတာလည်းတွေ့မယ်နားနဲ့ကြားတဲ့အရာမှလည်းများကောင်းတဲ့အတန်နဲ့ကြားမယ်ဆိုးတဲ့အတန်နဲ့ကြားမယ်ကဲအဲ့ဒီအာယုံနဲ့တွေ့လိုက်တဲ့အခါမှာလောကရဏနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့တဏ္ဍာမှာကောင်းတဲ့စိတ်ဖြစ်ဖို့တရားတွေမပြတ်ဖို့ဆိုရင်ဘာအရေးကြီးတော့အကောင်းမြင်စိတ်ဘာပဲလာအကောင်းဖြစ်ကတွေးပြလိုက်ဒါဆိုရင်လောဘလည်းမဖြစ်တော့ဘူးဒေါသလည်းမဖြစ်တော့ဘူးမောဟလည်းမဖြစ်ဘူးဟုတ်တယ်မလားဗျာအကယ်၍အကောင်းမြင်စိတ်မရှိဘူးဆိုရင်ကောင်းတဲ့အာယုံနဲ့တွေ့ရင်လောဘတွေဖြစ်တယ်မကောင်းတဲ့အာယုံနဲ့တွေ့တော့ဟိုဘာမှမသိညာမှမသိဒေါသတွေဖြစ်တယ်မဖြစ်ဘူးလားဖြစ်တော့ဘာဖြစ်တော့အာကုသိုလ်မဖြစ်ဘူးလားဗျာအာကုသိုလ်ဖြစ်တာပေါ့ဒါကြောင့်လောကမှာအပယ်လေးပုံသားဆိုရင်တော့အဲ့ဒီဘဝရောက်ပြီဆိုကောင်းတာဆိုမရှိဘူးလူဘုံမှာနေရင်ကောင်းတာနဲ့ဆိုးတာနဲ့တွဲနေတာနေတတ်ဖို့ပဲလိုတယ်
စိတ်နေစိတ်ထားထားတတ်ဖို့ပဲလိုတာဟုတ်တယ်မလားဗျမနေတတ်ဘူးစိတ်နေစိတ်ထားမထားတတ်ဘူးဆိုရင်ကိုယ်ရောစိတ်ရောချမ်းသာပါမလားမချမ်းသာဘူးနေတတ်တဲ့ပုဂ္ဂိုလ်ချမ်းသာမှာပဲအာယုံကသူခေဒီခေမဟုတ်ဘူးဟိုရှေတုန်းကဘိုးဘွားဆင်ဆက်တုန်းကလည်းဒီအာယုံတွေတွေ့ခဲ့တာပဲကောင်းတဲ့အာယုံနဲ့တွေ့ခဲ့တာပဲဆိုးတဲ့အာယုံနဲ့တွေ့ခဲ့နောက်လည်းတွေ့အောင်ပါအဲ့တော့ဘာပဲပြင်ရမှာကိုယ်စိတ်ကိုပဲပြင်ရမယ်ဘာပဲပြင်ရမှာတော့ဗျာကိုယ်စိတ်ကိုပဲပြင်ရမယ်ဘာလို့တော့ကိုယ်စိတ်ကိုပြင်မှာလူဘဝရလာတဲ့အခါမှာအကျိုးရှိချမ်းချမ်းသာနေလို့ရတယ်ကုသိုလ်ပြုရှင်လည်းပြုလို့ရတယ်ဟုတ်တယ်မလားဒါကြောင့်အရေးကြီးဆုံးကတရားတရားအဲ့ဒီတရားတရားခိုင်မြဲအောင်ဆိုတာကအကောင်းမြင်စိတ်ရှိဖို့လိုတယ်အဲ့ဒီအကောင်းမြင်စိတ်များများရှိဖို့အတွက်ဆိုရင်ဘာလို့ရမှာတော့တရားများများနာဘာလို့ရမှာတော့တရားများများနာကိုယ့်ရဲ့တဏ္ဍာမှာတရားများများနာလိုက်ဘုရားတွေပြည့်စုံတယ်သူတော်ကောင်းစိတ်ဓာတ်တွေပြည့်စုံလာရင်လောကဓာတ်ခန္ဓာကြီးရှိသွားတယ်ဒါကနံပါတ်1ဖြစ်တဲ့ယုံကြည်မှုဆိုတဲ့တရားတရားနံပါတ်3နတ္တကထပ်နေတယ်ရှင်မယားလောကမှာယတနာများစွာရှိတဲ့လက်ကလူတွေအတွက်အကောင်းဆုံးယတနာတွေပဲယတနာပါလေဗျာဆိုပြီးလျှောက်တာဦးဇင်းတို့တက္ကရာမဆိုရင်စိတ်ကိုသဘောကျတဲ့သူကြီးစိတ်ယတနာတွေအကောင်းဆုံးရွှေကိုသဘောကျတဲ့ပုဂ္ဂိုလ်ကြီးရွှေယတနာတွေအကောင်းဆုံးဟုတ်တယ်မလားဗျာငွေကိုသဘောကျတဲ့ပုဂ္ဂိုလ်ကြီးငွေတွေအကောင်းဆုံးဒါပေမဲ့မြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးလောကမှာယတနာမျိုးစုံတွေကအကောင်းဆုံးယတနာသည်ပညာနံဒရဏံယတနာပညာယတနာသည်အကောင်းဆုံးပါယတနာသည်အကောင်းဆုံးပညာယတနာသည်အကောင်းဆုံးပညာဆိုတဲ့နေရာမှာဘွဲ့ဒီဂရီကိုပြောတာမဟုတ်ဘူး။ဘာကိုပြောတာလို့ဆိုရင်အကြောင်းအကျိုးအကောင်းအဆိုးတွေကိုခွဲခြားဝေဖန်နိုင်တဲ့ပညာတရားနဲ့ဝိပဿနာပညာတို့ပေါ့အစင်းမြင့်တဲ့ပညာနားလည်လားအဲ့တော့အကောင်းဆုံးပညာဘာလို့တော့ခုနတုန်းကယတနာတွေထဲမှာရွှေစိတ်နေဝေးနေမြဲသလားမမြဲဘူးနေရာတိုင်းအောင်သုံးလို့ရသလားမရဘူးနေရာတိုင်းသုံးလို့မရဘူးဘာလို့တော့သူ့ကိုတန်ဖိုးထားတဲ့နေရာပဲသုံးလို့ရတာကဲရှင်မြတ်နေရာတိုင်းသုံးလို့ရတာပေါ့ဗျလူကြီးမှတော့ရတာပေါ့အပေပုံကသုံးလို့ရသလားမရပါဘူးနတ်ပြည်တဲ့တော့သုံးလို့မရဘူးဒီထဲကကောင်းသေးတယ်ဟုတ်တယ်မလားလူပြည်တော်မှာနေရာတိုင်းမဟုတ်ဘူးအာဖရိကတော့ထဲမှာရှိနေတဲ့လူရိုင်းတွေရွှေသွားပေးယူမလားမယူဘူးဘာလို့သူ့ရဲ့တန်ဖိုးသိမှမသိတာဟုတ်တယ်မလားဒါပေမဲ့ခုနတုန်းကအကြောင်းအကျိုးအကောင်းအဆိုးတွေကိုခွဲခြားဝေဖန်နိုင်တဲ့ပညာတော့သုံးလို့ရတယ်နေရာတိုင်းမရဘူးလားရပါတယ်နေရာတိုင်းသုံးလို့ရတယ်ဘယ်သွားနောက်ဆုံးဘယ်ထိတောင်ကျိုးပေးလို့ဆိုနိဗ္ဗာန်ထိတောင်ကျိုးပေးတယ်ဝိပဿနာပညာတရားထုတ်လိုက်ရင်ကိုယ့်ရဲ့တဏ္ဍာမှာဝိပဿနာပညာတွေပြည့်စုံရင်နိဗ္ဗာန်အောင်ကျိုးပေးတယ်စီးပွားရေးပဲလုပ်ပညာပဲတင်အဲ့ဒီပညာရှိရင်ဘာလို့အဆင်ပြေတယ်ဒါကြောင့်လောကမှာအရေးကြီးဆုံးဒီဘာရှိဖို့လိုတယ်ပညာရှိဖို့လိုတယ်အဲ့ဒီပညာရှိဖို့အတွက်ကလည်းခုနလိုပဲဘာများလုပ်ရမယ်တရားများနာရမယ်ဟုတ်သလားတရားများနာရမယ်နောက်နံပါတ်4လောကမှာလည်းတခုတည်းများလေဘုန်းကြီးတို့မရတဲ့အရာတွေဘယ်အရာပါလဲဗျာဆိုပြီးထပ်ပြီးဦးဇင်းတို့ကဓမ္မဆိုရင်တော့ဘာလို့ဖြစ်တော့ဘာဖြစ်နေတယ်တော့လောကမှာတခုတည်းများလေခိုးယူလို့မရတဲ့အရာတွေဘာလို့ထင်တော့အရာဆွဲကြိုးတွေပတ်စံတွေဟုတ်သလားမဟုတ်ဘူးဘာလို့ဒီနေ့ဦးဇင်းတို့ကမှပြုထားတဲ့ကုသိုလ်ကောင်းမှုဟုတ်တယ်မလားအိမ်မှာနေစဉ်တိုင်းများအိယာကထားပြီးတော့ဘုရားရှိခိုးတဲ့ကုသိုလ်ကောင်းမှုဘုရားတော်ရေးကတဲ့ကုသိုလ်ကောင်းမှုကုသိုလ်အများတန်းပေးဝေတဲ့ကုသိုလ်ကောင်းမှုမေတ္တာပို့တဲ့ကုသိုလ်ကောင်းမှုကြီးအဲ့ဒါဘယ်ဘဝရောက်ဘယ်နေရာပဲရောက်တခုတည်းများတွေလူယူလို့မရဘူးခိုးယူလို့လည်းမရဘူးရသလားမရဘူးကျန်တဲ့ဦးဇင်းတို့ကဓမ္မတွေရောဦးဇင်းတို့ပိုင်ဆိုင်တဲ့စီစဉ်ဥစ္စာတွေကမမြဲဘူးဘာလို့လဲခဏနေစိတ်မချဘူးဟိုကောင်ခိုးမလားဒီကောင်ခိုးမလားနိခတိတာအကောင်းဆုံးပတ်စောတွေနဲ့ခတ်ထားလို့မှမရဘူးရသလားပလာတောင်းတဲ့ကောင်ထမ်းတော့ပြီးတော့ဘာမှမနိုင်ဘူးဒါပေမဲ့ဒီကုသိုလ်ကဘူးခိုးလို့မရဘူးရပါမလားမရဘူးဒါကြောင့်တခုတည်းများတွေလူယူလို့မရတဲ့ຢာဒီကုသိုလ်ကဘူးဒါကြောင့်ဒီကုသိုလ်ကောင်းမှုတွေဒီမလုံသင့်ဘူးလားဗျာလုံသင့်တယ်ယနေ့လိုဒီဥကာလမှာပဲဖြစ်ကျန်တဲ့ကိုယ်အိမ်မှာနေတဲ့အခါမှာနေစဉ်နဲ့အမြကုသိုလ်ဖြစ်အောင်လုပ်
ဘာလို့ကုသိုလ်ဖြစ်အောင်လုပ်တော့ဆိုရင်ကုသိုလ်ဒီချမ်းသာအလုံးကိုပေးစွမ်းနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကဒုက္ခဥညာတာဥစေရောဒီကုသိုလ်တရားတွေဒီလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာအလုံးကိုပေးစွမ်းနိုင်တယ်ချမ်းသာအလုံးကိုထုံလုံးပေးနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဒါကြောင့်ကုသိုလ်တရားကနေ့စဉ်နဲ့ပြုလုပ်တင်တယ်ဒါကြောင့်ဒီကုသိုလ်တရားကိုဦးဇင်းတို့တရားဓမ္မတွေအိမ်မှာနေတဲ့အခါပဲဖြစ်ဖြစ်နောက်ပြီးတော့ဘုန်းကြီးကျောင်းသွားတဲ့အခါမှာပဲဖြစ်ဘယ်နေရာရောက်နေ့စဉ်နဲ့များကုသိုလ်လုပ်ဖြစ်အောင်ကြိုးစားကြဟုတ်လားကုသိုလ်ဖြစ်မှသာတယ်ဘဝကောင်းလည်းရတယ်ဘဝတမ္ပတိဘဝချမ်းသာကိုလည်းပြည့်စုံစေတယ်ဘောဂတမ္ပတိစိစိချမ်းသာကိုလည်းပြည့်စုံစေတယ်ကုသိုလ်မပြည့်စုံဘူးဆိုရင်ဘဝရှင်းနိုင်ရအင်တာတိတ်ပင်ပန်းတယ်မပင်ပန်းဘူးလားဒါနမရှိဘူးဆိုရင်ဆင်းရဲတယ်ဒါရှင်းရှင်းလေးပြောရင်ဟုတ်တော့မလားလူလည်းလောက်တာချင်းမတူဘူးလားမနေ့ကအေးရထအရှိကလူကအနောက်ကိုသွားအနောက်ကလူကအရှိကိုသွားတောင်ကလူကမြောက်ကိုသွားမြောက်ကလူကတောင်ကိုသွားလူတိုင်းရှာဖွေနေကြတာဘုန်းကြီးရဟန်းတန်ခိုင်လည်းရှားတာပဲလူတွေလည်းရှားတာပဲဒါပေမဲ့ရှာတိုင်းတူသလားမတူဘူးရှားတိုင်းရတဲ့ပုဂ္ဂိုလ်လည်းရှိသလိုမရတဲ့ပုဂ္ဂိုလ်လည်းရှိတယ်တချို့တော့ကုသိုလ်ကံတရားအားကောင်းတဲ့ပုဂ္ဂိုလ်ကျတော့ရှားတဲ့ကတက်တောင်းနေတာရှားတာတိတ်မပင်ပန်းဘူးတချို့တော့ပုဂ္ဂိုလ်စဉ်ဒါနမျိုးစိတိတ်အားနေတော့ရှားတာပင်ပန်းတယ်နေဘူးကျဲကျဲမှာနေရတယ်ရှားရတယ်ဖွေရတယ်မိုးရွာမှမသိနေဘူးမှမသိလောက်ရတယ်လုံးပြီးတော့လည်းပြည့်စုံတာဆိုမပြည့်စုံဘူးဘာရဲ့အထောက်ပံ့မပါလို့ဒါနကုသိုလ်ဆိုတဲ့အထောက်ပံ့မပါလို့ဒါကြောင့်ဘဝစက်တိုင်းချမ်းသာခြင်းနဲ့ပြည့်စုံခြင်းနဲ့တက်တောင်းတက်တာနဲ့ရှင်းတန်းခြင်းနဲ့ဆိုရင်ဘာများလို့ဒါနများလို့ဟုတ်ကလားရှင်မြတ်နေရာကောင်းကောင်းရခြင်းနဲ့ဆိုခုနကပြောပြီးပြီဘာလို့ရမယ်တိလဆောက်သည်နေရာကောင်းကောင်းရမယ်နေရာမကောင်းဘူးစီဦးဇင်းတို့ကလည်းအတိဆုံးပဲကိုပတ်ဝန်းကျင်တွေကိုယ်နေရာမကောင်းစီဘာမှလုပ်လို့မရဘူးပညာတင်မလို့ရှိတယ်ဘုရားနောက်ဆက်ဝင်တရားနောက်ဆက်ဝင်ပညာတင်လို့ရလားမရဘူးကုသိုလ်ပြုမလို့ရှိသေးတယ်ပြုလို့မရအောင်နေရာမကောင်းရင်ခဏနေဟိုကနောက်ဆက်ဝင်လိုက်ရန်သူမျိုးငါးပါးနဲ့နောက်ဆက်ဝင်လိုက်ကိုကလုံးမရှိတဲ့ဟိုကတမျိုးဒီကတမျိုးထဖောက်လိုက်မရှိဘူးလားရှိတယ်နေရာကောင်းရရင်ဘယ်သူမှမကန့်ကွက်ဘူးကဲတရားရိပ်တာတွေမှာသွားကြည့်လိုက်နေရာကောင်းမဟုတ်ဘူးလားဟုတ်ပါဘူးကုသိုလ်နေတဲ့တရားထိုင်တော့အေးဆေးမထိုင်ရဘူးလားကဲတရားရိပ်တာနဲ့ဆိုင်ဦးဇင်းတို့ကမတို့အိမ်မှာချမ်းချမ်းသာကုသိုလ်လုံးရသလားမရဘူးဘောသူတော်ကောင်းစိတ်သက်ရှိတဲ့မိသားစုတွေရမယ်ဟုတ်တယ်မလားကိုကရှေ့ကတမန်တမတော်ဩဃာတာဆိုလို့နောက်ကပကံလွတ်ချတဲ့လူနဲ့ဇုံပြုတ်ကြတဲ့လူနဲ့ရှင်းမှာလေတရားဖြစ်တာမရှိဘူးလားသဘောပြောပြတာဟုတ်တယ်မလားအဲ့ဒီကတော့ဘာလို့နေရာကောင်းရှိဖို့အရှင်မြတ်ဟုတ်ပြီနေရာကောင်းလည်းရပြီဒါနကုသိုလ်လည်းရှိပြီဒါပေမဲ့ပြီးကြလားဆိုမပြီးဘူးအဲ့လိုရရှိလာတဲ့ဘဝကမမြဲဘူးလေဗျာဦးဇင်းတို့ကမတွေပိုင်ဆိုင်ကြတဲ့စီးစိမ်ဥစားတွေရရှိလာတဲ့ခန္ဓာတွေမြဲသလားမမြဲဘူးဘာလို့တော့ငငယ်တုန်းကယုံနဲ့ကိုယုံနဲ့တူသလားဗျာငငယ်တုန်းကစွမ်းအားနဲ့ခုစွမ်းအားနဲ့မတူတော့ဘူးအများကြီးပြောင်းလဲသွားတာငငယ်တုန်းကတော့ကိုဖြစ်ချင်တာကိုဖြစ်တယ်ဘာလို့တော့အရွယ်မှန်နောက်ပြီးတော့ပညာမှန်ရုပ်မှန်မရှိဘူးလားအခုတဖြည်းဖြည်းနဲ့ကြာလာတာဒါဒီဘာလို့တော့မမြဲတဲ့သင်္ခါရသဘောတရားကိုပြတာမမြဲဘူးဒါကြောင့်မြတ်စွာဘုရားကအရွယ်10လို့မြတ်စွာဘုရားသတ်မှတ်ထားတာသတ်မှတ်ထားတဲ့အခါဘာလို့သူ့ဘဝမမြဲဘူးတဏိတာကနေ10နှစ်အထိဆိုရင်ခိတ္တာတတ္တကမန္တာတတ္တကနုံနေတဲ့ရွယ်ဘာမှမသိဘူးဦးဇင်းတို့တရားဓမ္မတွေရဲ့တာသမီတွေပဲကြည့်လိုက်10နှစ်ကနေတဏိတာကနေ10နှစ်အထိသိသလားဘာမှမသိဘူးဒီပါလည်းမသိဘူးဖေလည်းမသိဘူးမေလည်းမသိဘူးကိုယ်ကိုသမင်းစားမှမသိဘူးသိသလားအဲ့ဒီရွယ်ဒီပါတော့ဆိုရင်မန္တာတတ္တကနုံနေတဲ့ရွယ်လို့ခေါ်တယ်ဒုတိယရွယ်ခိတ္တာတတ္တကအင်မတန်တိတ်အပျော်ပါလိုက်တယ်ဒါတဘာဝပဲ10နှစ်ကနေအနှစ်20ဦးစင်းတို့ကလည်းပါတယ်ကိုပြန်တုံးတကြည့်လိုက်ကိုသားသမီးတွေလည်းတုံးတကြည့်လိုက်အဲ့ဒီရွယ်ကြီးအပျော်ပါမကြိုက်ဘူးလားကြိုက်လားမကြိုက်ဘူးလားမကြိုက်ဘူးဆိုရင်မကြိုက်တဲ့လူမန္တရှိသွားကြည့်လိုက်ဘယ်ရွယ်တော့10နှစ်ကနေ20ရွယ်10ကျော်တက်တယ်ဟုတ်တယ်မလားတဘာဝပဲဒါလွန်ဆန်လို့မရဘူးဒါပေမဲ့လူကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကငါသားဟိုကမပြောနဲ့ဒီကမပြောနဲ့တားလို့မရဘူးဒါပေမဲ့ဘာဖြစ်အောင်ပဲတားပေါ့အန်ဒီမဖြစ်အောင်ပဲတားအန်ဒီမဖြစ်အောင်ပဲစောင့်ရှောက်ဟုတ်တယ်မလားတဘာဝကိုလွန်ဆန်ဘယ်သူမောရမှာတော့တားတယ်လူမောမှာနားထောင်မလားမထောင်ဘူးငါသားတချမ်းကြီးမပတ်မြေပတ်မထွက်နဲ့ကြိုက်တော့ကျိုးနဲ့တော့ထဖောက်မှာအဲ့ဒီရုပ်ကတ်ကြီးနဲ့ညံ့သွားမှာ
ဟုတ်တယ်မလားတဘာဝပဲကဲပြီးရင်20ကနေ30 20ကနေဘယ်လောက်တော့30အဲ့ဒီအရွယ်ကပါတော့ဝဏတတကတိတ်လှတဲ့အရွယ်တနခါမလို့ဘူးမလိမ့်လဲမလှဘူးလားလှတယ်အဲ့ဒီအရွယ်ကဘာအရွယ်တော့ဝဏတတကအစင်းလှတဲ့အရွယ်လှပါတိတ်ကြိုက်တာဦးဇင်းတို့ရောတက္ကနာမတို့ရောအဲ့ဒီလိုမှာကိုယ်ကိုသုံးသပ်ကြည့်လိုက်မလှချင်ဘူးလားလှချင်တယ်လေအဲ့ဒီအရွယ်ပဲအားရှင်ကငါသားငါသမီးနင်ပတ်ဆက်လေးစုရှိသမျှလိမ့်ဝဲမနေနဲ့အိုးနာမီတနာခါတွေမိကတွေဝဲနေသွားသားမြောင်သူ့စိတ်ကဘာဖြစ်ရှင်တဲ့အရွယ်လာချင်တဲ့အရွယ်တဘာဝဘုရားကဟောထားပြီးသားမဟုတ်လားဟောပါတယ်ဟုတ်တယ်အလွန်ကြုံမဖြစ်ဘူးပဲလို့နောက်နံပါတ်30လေဘယ်လောက်တော့40ဒကာမတွေပြင်းကုန်ပြီတင်တယ်ပြီးပြီလားတနေ့မှတစ်ခါဦးစင်းဆိုရင်ဒီနာတဝဲနေတာနှစ်ပေါင်း20 30ဒီပါလောက်ရှိတယ်ဒီနာကိုတရားတစ်ခါမှမဟုတ်ဘူးဟုတ်တယ်အခုဒီတစ်ခါပဲဒီတစ်ခါလည်းမနေ့ကမှ9နေရာပါတယ်ဟိုဘုမှာတနေရာဟောခဲ့တူတူလေးပဲဘာလို့ဟောခဲ့လို့ကြည့်လိုက်တယ်ဒကာမကြီးတွေကသွားနိုင်လာနိုင်တဲ့ဒကာမကြီးကတိတ်မပါဘူးဒီမန္တကိုလည်းလာနိုင်မှာမဟုတ်ဘူးဆိုပြီးဟောခဲ့တယ်တခြားနေရာတော့လာနိုင်မဲ့ပုံပေါ်တော့မဟုတ်ခဲ့ဘူးအချိန်မရတာအခုခါရဲဆိုတော့မဟုတ်ပါဘူးဟင်းဆိုတာချိုးမှတရားကလည်းတုံမှအဲ့ဒီဥစ္စာလည်းနားလေတယ်လဲဘူးလားလဲတယ်ဒါပေမဲ့ဦးဇင်းတို့ဒီမှာနေလာတာကနေပေါင်း20ကျော်ပြီဒါပေမဲ့ကိုယ့်ရဲ့စွမ်းတက္ကရာမတွေကိုတစ်ခါမှတရားမဟုတ်ဘူးငါတော့ဒီတစ်ခါတော့ခွေးတော့ကြုတ်ပြီးတရားနဲ့ကျေးဇူးစမ်းမယ်ဒီအတွေ့နဲ့ဟောရတာဒီနာတက္ကရာမတွေဦးဇင်းတို့ရဲ့ကျေးဇူးရှင်မဟုတ်ဘူးလားကျေးဇူးရှင်တွေဆုံးတက္ကရာမနေတဲ့ဆုံးလောက်တဲ့တက္ကရာမကြီးလေဟုတ်တယ်မလားဒီနာတက္ကရာမတွေဦးဇင်းတို့ကျောင်းတွေဒီနာဘုန်းကြီးကျောင်းတွေရက်တည်နိုင်ဖို့အတွက်ကဒီနာတက္ကရာမတွေပစ္စည်းလေးပါထောက်ပံ့ပြီးလို့ပေါ့စွမ်းဆိုရင်လည်းနေ့စဉ်ဆုံးလောက်ပေးတယ်သင်္ကန်းဆိုရင်လည်းနေ့စဉ်နေ့တိုင်းဝါဆိုသင်္ကန်းတော့မလူဘူးလားကျူပါတယ်ဟုတ်တယ်အင်္ဂါတစ်ကျေးဇူးများမြတ်စွာဘုရားကဘုရားရဟန္တာငါတွေမြတ်စွာဘုရားဟောတယ်ရဟန်းတို့တွေတဲ့တက္ကရာမတွေဆိုတာရဟန်းတို့တွေအင်္ဂါကျေးဇူးသိပ်များတယ်ကျေးဇူးများရင်ကျေးဇူးများတဲ့တက္ကရာမကိုဒီတိုင်းပြစ်မထားနဲ့တရားနဲ့ကျေးဇူးဆက်တက္ကရာမတွေကလည်းအဲ့ဒီရဟန္တာငါတွေပြစ်မထားနဲ့ဘာလို့တော့အကောင်းအဆိုးအကြောင်းအကျိုးဆိုတဲ့တရားတွေသိအောင်ဒီရဟန္တာငါတွေရှိလို့ဒါကြောင့်အပြန်အလှန်ကျေးဇူးဆက်ရမယ်တက္ကရာမတွေရဟန္တာငါတွေကိုကျေးဇူးဆက်တဲ့အခါပစ္စည်းလေးပါးနဲ့ကျေးဇူးဆက်ရဟန္တာငါဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းတက္ကရာမတွေကျေးဇူးဆက်တဲ့အခါမှာတရားနဲ့ကျေးဇူးဆက်ဟုတ်တယ်လားဗျာအခုလိုတရားရှိတာကဘာလို့တော့လူခဲ့တဲ့နှစ်20လုံးကဆုထားတဲ့အလုံးတွေကျေးဇူးဆက်နေတာဟုတ်လားတင်ပြန်ရောက်တော့မေတ္တာပို့နေပေါ့ဘေးကဘုန်းကြီးတော့ပို့မှာတော့တင်ချတယ်ဦးစင်းတို့နောက်လိုက်ဆိုရင်တော့ဟိုဘုန်းကြီးတော်တော်ရှိတဲ့ဘုန်းကြီးအခုတော့ဒကာမတွေဒါကျေးဇူးဆက်တာဟုတ်သလားတရားစကားပဲနဲ့ခုနဲ့ကျေးဇူးဆက်ခဲ့တော့မမပြီတော့ဘူးဟောပြီးတော့လေခုနတော့ကမင်းခုတော့ဦးစင်းကတော့ကျေးဇူးဆက်ခဲ့တယ်ဒကာမတွေမယူဘူးဆိုရင်တော့ဦးစင်းတာဝန်ကျေတယ်ဒကာမတွေတာဝန်ကျေဘူးကျေလားကျေဘူးနံပါတ်1ဦးသိတိုင်အောင်ကောင်းတဲ့တရားတွေဗာတရားတော့သီလတရားအတိမတ်ထားနောက်နေ့ကျရင်ကြုံလာရင်ထပ်မေးဦးပါဦးစင်းနဲ့တွေ့ဟုတ်လားနံပါတ်2လူတိုင်းတို့ရဲ့အကောင်းဆုံးတရားတွေဗာတရားယုံကြည်မှုဆိုတဲ့တရားတရားလူတိုင်းအကောင်းဆုံးလူတို့ရဲ့အကောင်းဆုံးယတနာတွေဗာတရားပညာဘယ်နည်းလို့ရှိပြီတော့နောက်နံပါတ်4တခုတည်းများတွေလူယူလို့မရနိုင်တဲ့အရာဒီကုသိုလ်ကောင်းမှုဘယ်နှမျိုးတော့ကဲပြောကြည့်ပါဦးနံပါတ်1ဘာတော့မြသီလတရားနံပါတ်2တတ္တာတရားနံပါတ်3ပညာနံပါတ်4ကုသိုလ်ကောင်းမှုကဲကျေးဇူးကျေသွားပြီဒီလေးလုံးရရဲ့မကျေဘူးလားပြီးသွားပြီကဲတရားဆုံးသတ်ဆိုရပြီမလားအဲ့ဒါနေ့တိုင်းလို့ဖြစ်အောင်လုပ်ပြီးတော့ကဲအဲ့ဒါတရားဆုံးသတ်မယ်ဒီနေ့ဦးဇင်းတို့ဒကာဒကာမအပေါင်းတော်ကောင်းတို့ကဘုရားမှုရှိတဲ့တန်ခါတော်အရှင်သူမြတ်တွေကိုပြဖေးပြီးတော့အနေကင်းချင်းပြိတရားတော်တွေကိုနိုင်ယူကြတဲ့အကျိုးအားကြောင့်
ဦးဇင်းတို့ကမအပေါင်းသူတော်ကောင်းတို့သည်ဤနေ့ဤရဲ့ဤချိန်ခါမှစ၍ဘေးရန်ကင်းကွာပူချမ်းမှစိတ်ချမ်းသာဒုရဆန္ဒနဲ့ပြည့်စုံပြီးဒီတဲ့ဘကသာသနာပြုနိုင်ကြ၍မဲ့ညာဘိုးညာနိဗ္ဗာန်သို့လင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း